Manchester United ဆိုတဲ့နာမည်ရဲ့နောက်ွယ်မှာဂုဏ်သိက္ခာတွေတမိုင်းကြောင်းတွေနဲ့အောင်မြင်မှုတွေအထက်ထက်ရှိခဲ့ပါတယ်။ဒါပေမဲ့ Sir Alex Ferguson ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း Old Trafford ဟာအိမ်မက်ဆိုးတွေထဲမှာလမ်းပြောင်းနေခဲ့တာ10 စုနှစ်တခုကျော်ကြာခဲ့ပါပြီ။နီးပြပေါင်းများစွာကစားသမားပေါင်းများစွာငွေကြေးကိုဂရီနဲ့ချီပြီးသုံးစွဲခဲ့ပေမဲ့ကျွန်တော်တို့ရှာနေတဲ့ United DNA ကတော့ပျောက်ဆုံးနေသေးပါ။ဒါပေမဲ့အခုတော့တကြောပြန်လာတဲ့ Michael Carrick ရဲ့လက်အောက်မှာအရာအလုံးကထူးခြားစွာပြောင်းလဲသွားခဲ့တယ်။ဒါဟာယာယီ new manager ပေါ်နဲ့လားဒါမှမဟုတ်အမောင်တူတဲကကျွန်တော်တို့ကိုကယ်တင်မဲ့အလင်းတန်းလားဒီနေ့ဗီဒီယိုမှာ Carrick ရဲ့တော်လှန်ရေးအကြောင်းကိုအချက်လက်ပေါင်းစုံနဲ့အသေးစိတ်ခွဲခြမ်းစိတ်ဖြာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2021မှာ2026 Carrick မပြီးဆုံးသေးသောခရီးစဉ် Carrick အကြောင်းပြောရရင်2021ခုနှစ်ကိုပြန်သွားဖို့လိုပါတယ်။ Ole Gunnar Solskjaer ကိုဝက်ဖူးနဲ့ပွဲပြီးမှထုတ်ပယ်လိုက်တဲ့အချိန် Carrick ဟာဖီအားအကြီးကျယ်အောက်မှာအသင်းကိုခိတ္တခဏတာဝန်ယူခဲ့ပါတယ်။အဲ့ဒီတုန်းကသူရင်ဆိုင်ခဲ့ရတာ Villarreal, Arsenal, Chelsea တို့လိုထိပ်တန်းအသင်းတွေပါ။ရလက်ကဘာလဲတပွဲမှမရှုံးခဲ့ပါဘူး။အဲ့ဒီတုန်းက Carrick ပြသခဲ့တဲ့တည်ငြိမ်မှုနဲ့နီးဗျူဟာပိုင်းကျွမ်းကျင်မှုကိုဘုတ်အဖွဲ့ကလစ်လူရှူပြီး Radcliffe ကိုခိုင်အပ်ခဲ့တာ United ရဲ့သမိုင်းမှာအကြီးမားဆုံးအမှားတစ်ခုဖြစ်ခဲ့ပါတယ်။အခု Ruben Amorim ထွက်ခွာသွားချိန်မှာတော့ဘုတ်အဖွဲ့ဟာခံစားချက်ကိုဘေးဖက်ပြီးအချက်အလက် data တွေကိုပဲကြည့်ခဲ့တယ်။ Carrick ရဲ့အရင်စံချိန်ကောင်းတွေကပဲသူ့ကိုဒီနေရာကိုပြန်ခေါ်လာခဲ့တာပါ။နီးပြနဲ့ကစားသမားကြားကနှလုံးသားတရားတစ်ခု။ Carrick ရဲ့အကြီးမားဆုံးလက်နက်ကနီးပြဟာမဟုတ်ပါဘူး။လူသားချင်းဆက်ဆံရေးပါ။သူအသင်းကိုရောက်လာချိန်မှာပထမဆုံးလုပ်တာကကစားသမားကိုတဦးချင်းစီခေါ်ယူပြီးစကားပြောတာပါ။ကစားသမားတွေကိုဘောလုံးသမားတွေလိုမမြင်ပဲလူသားတွေလိုပဲမြင်ပြီးခဲ့လီတန်ဆိုမာဒီနက်လိုကစားသမားမျိုးကတော့နီးပြအတွက်သွေးထွက်တန်ရုံခံမှုအဆင်သင့်ဖြစ်နေပြီလို့ပြောလာရလောက်အောင် Carrick ကအသင်းကိုစီးလုံးစေရဲ့သူကစားသမားတွေကိုတခုပဲပြောပါတယ်မင်းတို့ဟာ United ကစားသမားတွေဖြစ်တယ်မကြောက်နဲ့ပျော့ပျော့ကစားပါဆိုတဲ့ယုံကြည်မှုကိုပြန်ပေးခဲ့အဲ့ဒီယုံကြည်မှုကပဲ Man City လိုကမ္ဘာအဆင့်အသင်းကြီးတွေကိုရင်ဆိုင်တဲ့အခါကစားသမားတွေရဲ့ခြေစွမ်းအမြင့်ဆုံးရောက်စေခဲ့တာပါပွဲစဉ်များအတွင်းမှာ viewer မြောက်အောင်ပွဲများစိတ်တကြခိုင်မှုစံသက်ချက်နဲ့အာဆင်နယ်နဲ့ပွဲမှာပထမပိုင်းမှာကိုသွင်းမိပြီးအရေးနိုင်တဲ့အခြေအနေဟာစိတ်သက်ပိုင်းဆိုင်ရာတူလဲသွားနိုင်အခိုက်အတန့်မှာဒါပေမဲ့ Carrick ရဲ့ United ကတော့တတိရှိပြန်တိုက်ခိုက်ခဲ့တယ်။ဒိုဂူရဲ့အဝေးကန်ကိုဟာ Carrick ပေးထားတဲ့ယုံကြည်မှုရဲ့ပြရုပ်ပါပဲ။ Carrick ဟာအာဆင်နယ်ရဲ့ကစားကွက်ကိုတေချာဖတ်နိုင်ခဲ့ပြီးဖိအားပေးရမယ့်အချိန်ခုခံရမယ့်အချိန်ကိုတိတိကျကျညွှန်ကြားနိုင်ခဲ့ပါတယ်။ဖူဟန်နဲ့ကစားတဲ့ပွဲတုန်းကကာစီမဲရိုထွက်သွားရတဲ့အချိန်ဟာအသင်းအတွက်အနှိမ့်ဆုံးအခိုက်အတန့်ပါပဲဒါပေမဲ့ Carrick ကအပြောင်းလဲတွေကိုတတိရှိလုပ်ခဲ့တယ်သူကခံစစ်ပိတ်ပြီးတည်ရဖို့မကြိုးစားပဲနိုင်ပွဲအတွက်ပဲရှေ့ကိုတိုးခဲ့ပါတယ်အဲ့ဒီစိတ်ဓာတ်ကပဲနောက်ဆုံးမှာအနိုင်ကိုဖန်တီးပေးခဲ့တာပါ Carrick ရဲ့နီးစနစ်ကရိုးရှင်းချင်းပါပဲ Bruno Fernandes ကိုကွင်းလယ်အနေပိုင်းမှာဆွဲမထားပဲ final တက်မှာပဲအာယုံစိုက်စေတာသူ့ရဲ့ environment ကိုမြင့်တက်စေပါတယ်ကိုဘီမိန်နူးကသူ့ရဲ့ပါရမီနဲ့ကိုက်ညီရဲ့စနစ်ထဲမှာထည့်သွင်းပေးလိုက်တဲ့အတွက်အလဲတန်းမှာထိန်းချုပ်မှုကပုံမှုအားကောင်းလာပါတယ်။ Defensive နဲ့ translation ကာကွယ်ရေးမှာယုံကြည်မှုအလဲတန်းမှာဖိအားခံနိုင်မှုနဲ့တိုက်စစ်မှာရဲရဲမှုဒါတွေအားလုံးက Carrick တိဆောက်ပေးလိုက်တဲ့ယုံကြည်မှုဆိုတဲ့အုံမြစ်ပေါ်မှာရပ်တည်နေရပါ။စည်ရင်းစရာများနဲ့ Carrick ရဲ့အကျိုးသက်ရောက်မှုကိုကြည့်မယ်ဆိုရင် Carrick ဟာယာယီနီးပြအဖြစ်6ပွဲကင်တွယ်ပြီး9ပွဲအနိုင်1ပွဲတည်လုံးဝရှုံးပွဲမရှိတဲ့စံချိန်ကိုပိုင်ဆိုင်ထားပြီးပါပြီ။ Jose Mourinho နဲ့ Ole Gunnar Solskjaer ပြီးပထမအဆုံး3ပွဲဇက်တိုက်အနိုင်ရတဲ့တတိယမြောက်နီးပြဖြစ်လာပါတယ်။ဒီကိန်းကနန်းတွေကတက်တည်ပြနေတာက Carrick ဟာခိတ္တခဏကောင်းနေတာမဟုတ်ပဲအသင်းကိုလမ်းကြောင်းမှန်ပေါ်တင်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်တို့ Manchester United ဟာအနာဂတ်မျှော်လင့်ချက်တွေလည်းရှိသလိုလိုအပ်ချက်တွေလည်းရှိနေပါသေးတယ်။လက်ရှိမှာ United ဟာဥရောပဝင်ခွင့်အတွက်တကယ်တမ်းမျှော်လင့်ချက်ရှိလာပါပြီ။ဒါပေမဲ့ Carrick ပြောသလိုပါပဲအရန်ကြီးရှေ့ကိုမကြည့်သေးပါဘူး။အသင်းကအပိသက်မပြည့်စုံသေးပါဘူး။အရေးပေါ်လိုအပ်ချက်တွေကတော့ defensive midfielder Casemiro ရဲ့နေရာမှာရေရှည်အစားထိုးနိုင်မဲ့သူ left winger တိုက်စစ်မှာပိုပြီးထက်မြက်တဲ့တောင်ပန်ကစားသမားနောက်တစ်ချက်ကကျွန်တော်တို့ Manchester United ဟာရလက်ကောင်းတွေကိုအမြဲတမ်းဆက်ထိန်းထားနိုင်ဖို့ဒီနွေရာသီမှာသာလိုအပ်တဲ့နေရာတွေကိုဖြည့်တင်းနိုင်မယ်ဆိုရင် Michael Carrick ရဲ့လက်အောက်မှာ United ဟာဥရောပရဲ့ထိပ်တန်းအဆင့်ကိုမလွဲမသွေပြန်ရောက်လာမှာပါ။ညီကုန်းချုပ်အနေနဲ့ပြောရရင် Manchester United အတွက် Michael Carrick ကအမြဲတမ်းနီးပြဖြစ်လာနိုင်မလား။ဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာမေးစရာရှိတာက Carrick ကိုကျွန်တော်တို့အမြဲတမ်းနီးပြအဖြစ်ယုံကြည်သင့်လားဆိုတာပါပဲ။လက်ရှိမှာပြသနေတဲ့ရလဒ်တွေကစားသမားတွေရဲ့တုံ့ပြန်မှုနဲ့ပရိသတ်တွေရဲ့ထောက်ခံမှုအရ Carrick ဟာယာယီဆိုတဲ့စကားလုံးထပ်ပိုထိုက်တန်နေပါပြီ။သူဟာ United ကိုအောင်မြင်အောင်လုပ်ပေးနိုင်တဲ့ DNA ရှိသူပါ
ပရိသတ်တို့ရောဘယ်လိုထင်လဲမိုက်ကယ်ကာရစ်ကိုပဲရေရှည်ဆက်ခန်းတင်သလားဒါမှမဟုတ်နမည်ကြီးနီးပြတယောက်ထပ်ရှာတင်သလားပရိသတ်တို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါဦးခံစားချက်ကတကယ်ကောင်းပါတယ်ဇက်တိုက်သုံးပွဲအနိုင်ရတာအရန်ကောင်းတဲ့အရာပါဒါပေမဲ့ကျွန်တော်တို့အဆင့်အဆင့်ပဲသွားရပါမယ်ဒီမွန်ထရက်ကိုလက်ရှိအောင်မြင်မှုလိုင်းကိုထိမ့်သိမ့်မှုလိုပါတယ်ရှေ့ဆက်သွားရပါမယ်ပွဲတိုင်းကိုအနိုင်ရဖို့အားထုတ်တိုက်ပွဲဝင်ရပါမယ်ဒီနေ့ပွဲကတော့နီးလည်းမတူပါဘူးနှစ်ဖြစ်သွားတဲ့အချိန်မှာဘီဂျမင်ဆက်ကိုကနောက်ဆုံးအချိန်မှာအနိုင်ကိုသွင်းနိုင်ခဲ့ပါတယ်ဒါကအရန်ကောင်းတဲ့ခံစားချက်ဟုတ်ပါတယ်ဘီဂျမင်ဆက်ကိုဟာသူ့ကိုအတွက်ထိုက်တန်ပါတယ်ဘာကြောင့်လဲဆိုတော့သူကလေးချိန်ငန်းတွေမှာအမြဲကြိုးစားအားထုတ်နေတတ်သူပါဒီနေ့သူ့အတွက်ဒီအခိုက်အတန့်ကိုရောက်လာခဲ့ပြီအားလုံးကသူ့အတွက်ပျော်ရွှင်ခဲ့ကြပါတယ်အထူးသဖြင့်သူ့ကိုယ်တိုင်နဲ့မန်နေဂျာပို့ပြီးပျော်ခဲ့ပါတယ်ကျွန်တော်ပြောခဲ့သလိုပါပဲကစားမဲ့သူတွေမကပဲမကစားရတဲ့သူတွေပါအားလုံးကအရေးကြီးပါတယ်ဒါကြောင့်ဒီမွန်ထရက်ကိုထိမ့်သိမ့်မှုဒီလိုပဲရှေ့ဆက်သွားရပါမယ်ရာသီကုန်မှာတစ်ခုခုကိုအောင်မြင်အောင်လုပ်နိုင်မှုစူးစမ်းရပါမယ်နောက်တစ်ပွဲကတော့အသစ်တစ်ပွဲပါနောက်ထပ်တိုက်ပွဲတစ်ခုပါတော်တင်ဟန်နဲ့ဖြစ်ပြီးကျွန်တော်တို့အရန်အခက်ခဲပါလိမ့်မယ်ဒါပေမဲ့ဒီစိတ်တဲ့ဒီ moment track ကိုဆက်ထိန်းထားရပါမယ်စံနှုန်းကိုမြင့်အောင်ထိန်းရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က Manchester United ဖြစ်လို့ပါဘသူ့ကိုမှမကြောက်ရပါဘူးပွဲတိုင်းကိုအနိုင်ရဖို့ကြိုးစားရမယ်မိုက်ကယ်ကာရစ်ကဒီကိုရောက်လာကြတဲ့ကစံနှုန်းကိုမြင့်အောင်ထိန်းမှုကြိုးစားနေပါတယ်သူကကျွန်တော်တို့မင်းတို့က Manchester United တို့ကစားနေတာပါဒါကအရေးကြီးတဲ့ကလပ်ပါအဲ့လိုအမြဲပြောပါတယ်ဒါကြောင့်စံနှုန်းကိုအမြင့်ဆုံးထားရပါမယ်လာမယ့်ရာသီချန်ပီယံလိဝင်ကစားခြင်းပွဲတိုင်းကိုအနိုင်ရပါဒီနေ့မှလည်းကျွန်တော်တို့ပွဲတိုင်းကိုအနိုင်ရနိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်ဒါကြောင့်အားလုံးပျော်နေကြပါတယ်ဒါပေမဲ့အစင်းအစင်းပဲသွားရပါမယ်ရာသီကရှည်လျရပါတယ်ဘာမဆိုဖြစ်နိုင်မှာဒါပေမဲ့လက်ရှိအချိန်မှာကျွန်တော်တို့စိတ်ဓာတ်ကောင်းအခြေအနေကောင်းမှရှိနေပါတယ်အဲ့ဒီလိုပဲဆက်သွားမှာပါကျွန်တော်အရန်စိတ်လှုပ်ရှားပါတယ်အံ့ဩစရာပါအသင်းကိုကူညီနိုင်တာပရိသတ်တွေကိုကူညီနိုင်တာကလပ်အတွက်အနိုင်ရအောင်လုပ်နိုင်တာကပျော်စရာကြီးပါပဲအသင်းကိုကူညီပြီးဂိုးသွင်းနိုင်တာကအမြဲပျော်စရာပါကျွန်တော်ရဲ့ကစားသမားဘဝမှာအရေးကြီးတဲ့ဂိုးတွေအများကြီးသွင်းမှုပါတယ်ဒါပေမဲ့ဒီလိုအတန်မျိုးမချဘူးပါဘူးမယုံနိုင်လောက်အောင်ပါပဲဂိုးသွင်းလိုက်တဲ့အချိန်မှာဘာဖြစ်နေတယ်ဆိုတာတော့မသိတော့ပါဘူးတကယ်ကိုအံ့တင်သွားခဲ့ရပါတယ်ဒါကအမကန်အခိုက်အတန့်ပါပရီးမီးယားလိမှာကစားရတာကဂျာမနီကလပ်ထက်မြန်နှုန်းမြင့်ပါတယ်အဲ့ဒီလိုအချိန်မှာအနေထားကောင်းရဖို့အရေးကြီးပါတယ်ဒီကူကကျွန်တော်တို့အမြင့်ဆုံးအဆင့်ထဲမှာပါပါတယ်ဒီလိုအခိုက်အတန့်ဖြစ်လို့ပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်တို့ကဒစုဒစည်းရဲ့အနေနဲ့လောက်ကင်ကြပါတယ်ဘောလုံးမရှိတဲ့အချိန်မှာပါလူတိုင်းစူးစမ်းအားထုတ်ကြပါတယ်အဲ့ဒီအရာကရက်လက်ကောင်းတွေကိုဖြစ်စေပါတယ်အသင်းကိုကူညီနိုင်တာကပျော်စရာပါအခွင့်အရေးဘလောက်ရရအမြဲကြိုးစားပါတယ်အသင်းနိုင်အောင်ကျွန်တော်ရဲ့စွမ်းအားကိုသုံးပါတယ်မိုက်ကယ်ကာရစ်ကပြောပါတယ်ဒီပွဲကအရန်ရေးကြီးပါတယ်ကျွန်တော်တို့အသာစီးရမယ်လို့လူတွေထင်ခဲ့ပေမဲ့အမှန်တော့လွယ်ကူမဲ့ပွဲမဟုတ်ပါဘူးသူကကစားသမားတွေကိုတစ်ပတ်လုံးသတိပေးခဲ့ပါတယ်ဖူဝမ်အန်နီယရှိတဲ့အသင်းဖြစ်ပေါ်ပေါ်ဆဆမလုပ်ရဘူးလို့နှစ်ဖြစ်သွားတဲ့အချိန်မှာကစားသမားတွေအားကုန်ထုတ်လို့စိတ်မကောင်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့နာယူကြည့်လိုက်တော့အချိန်ကကြက်နေပါသေးတယ်ဒီပွဲမှာအခွင့်အရေးတစ်ခါတော့ရလာတတ်ပါတယ်ဘရူနိုကအလုပ်ကောင်းကောင်းလုပ်ပေးပြီးဘဂျမင်ကတော့အဆုံးသတ်ကူသွင်းလိုက်ပါတယ်သူ့အတွက်ကြီးမားတဲ့အခိုက်အတန့်မကြသေးခင်အချိန်မှာသူစူးစမ်းအားထုတ်ထားတာကြောင့်ထိုက်တန်ပါတယ်အာဆင်နယ်ပွဲလိုပဲဂိုးပေးလိုက်ပြီးနောက်ကပြန်လာနိုင်တာကအသင်းရဲ့စိတ်တဲ့အင်အားကိုပြပါတယ်ဒီလိုနောက်ဆုံးမိနစ်တွေကအသင်းနဲ့ပရိသတ်တွေကိုပို့ပြီးစိတ်လှုပ်ရှားစေပါတယ်အိုထရက်ဖို့ကအတန်အရန်ကြီးပါတယ်စတန်ဖို့အမ်မှာနောက်ဆုံးမိနစ်ဂိုးသွင်းရတာအကောင်းဆုံးအခိုက်အတန့်တွေကတစ်ခုပါဒီလိုအခိုက်အတန့်တွေကြောင့်ပဲလူတွေကဘောလုံးကစားဖို့လာကြတာပါဒီနေ့တော့အဲ့ဒီလိုနေတနေ့ပါပဲကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်အပတ်မှာလည်းဗီဒီယိုတစ်ပုဒ်နဲ့တူပြန်လာခဲ့ပါမယ်